စိတ်ချမ်းသာမှုနဲ့ကျမ်းမာမှုဆိုတာဆက်ဆက်ပြီးတော့နေတယ်ဆိုတာမြတ်စွာဘုရားရဲ့ဒေသနာတော်တွေအရာလည်းပဲဆက်ဆက်မှုရှိကြရုပ်ခန္ဓာကိုယ်ကြီးကကံကြောင့်ဖြစ်တယ်စိတ်ကြောင့်ဖြစ်တယ်ဥဒုကြောင့်ဖြစ်တယ်အာဟာရကြောင့်ဖြစ်တယ်လူတိုင်းမှာကံစိတ်ဥဒုအာဟာရလို့ဆိုတဲ့အကြောင်း၄ပါးကိုအခြေခံပြီးတော့ဖြစ်ပေါ်နေတဲ့ခန္ဓာကိုယ်ကြီးကိုရထားကြကံဆိုတာကတော့အတိတ်နဲ့ပဲသက်ဆိုင်တယ်ပေါ့ဥဒုတို့အာဟာရတို့ဆိုတာလဲဥပနိဒေယတတ္တိနဲ့ပတ်ဝန်းကျင်အခြေအနေတစ်ခုအနေနဲ့ကျေစုပြုနေတာအမြဲတမ်းဆက်ဆက်ပြီးထိတွေ့နေတာကတော့စိတ်ပဲလူတွေရဲ့စိတ်မှာလိလာသုံးသပ်ပြီးတော့ကြည့်လို့ရှိရင်လောကလူတွေဟာစိတ်ချမ်းသာမှုကများသလားစိတ်ဆင်းရဲမှုကများသလားလောကမှာဘဝတစ်ခုရလာတယ်ဆိုရင်အ ਨੇ ဆုံးပူပန်ကြောင်းကြရမှုဆိုတာတွေရှိတယ်ပေါ့နော်အဲ့တော့စိတ်နဲ့ပတ်သက်လာလို့ရှိရင်တော့ပုရုဇဉ်တ attva တွေမှာအဖြစ်များတဲ့သဘောတရားကတော့ကိလေသာလို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတွေပဲဖြစ်တယ်ကိလေသာဆိုတဲ့စိတ်အညစ်အကြေးတွေကသူတို့ကိလေသာလို့ဘာကြောင့်ခေါ်တာတုံးဆိုလို့ရှိရင်စိတ်ကိုနှိပ်စက်နေတဲ့အရာတွေသို့မဟုတ်စိတ်ကိုညှဉ်းနှွမ်းအောင်လုပ်နေတဲ့အရာတွေသို့မဟုတ်စိတ်ကိုပူအောင်လုပ်နေတဲ့အရာတွေဆိုလူတွေမှာတို့တော့စိတ်ပူစရာမရှိဘူးလို့ပြောကြပေမဲ့လို့လောဘဖြစ်ရင်စိတ်ပူနေတာပဲဒေါသဖြစ်ရင်လည်းစိတ်ပူတာပဲမာနတွေဖြစ်ရင်လည်းစိတ်ပူအဲ့တော့ကိလေသာမကင်းတဲ့ပုဂ္ဂိုလ်တွေကစိတ်မပူဘူးတို့နှလုံးစိတ်နှလုံးအေးချမ်းတယ်ဆိုတာဒီလိုပြောနေကြတာစိတ်ပူမှန်းမသိပဲနဲ့ပြောနေတာဒါကြောင့်မလို့စိတ်ပူပန်မှုနဲ့စိတ်အေးချမ်းမှုရဲ့အဓိပ္ပာယ်ဟာသဘာဝကြကြစဉ်းစားကြည့်မယ်ဆိုရင်ကိလေသာကင်းတဲ့စိတ်ကသာလျှင်အေးချမ်းတဲ့စိတ်ဖြစ်တယ်ကိလေသာရှိနေတဲ့စိတ်ကအေးချမ်းတဲ့စိတ်ဘယ်လိုမှမဖြစ်နိုင်လူတွေကပြောနေကြလင့်ကစားစိတ်ထဲမှာကိလေသာဆိုတဲ့အပူတွေကရှိတယ်အခုပြောတော်ကြမဲ့အခုပြုံးတော်ကြမဲ့ကြတဲ့အနေအထားမျိုးရှိတယ်လေဒါကြောင့်မို့စိတ်နဲ့ပတ်သက်ပြီးတော့ကြည့်လူတွေမှာ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေအမှန်တမ်းများတယ်ဒီကနေ့ခေတ်ဆိုပိုများတာပေါ့ဘာဖြစ်လို့လဲဆိုရင်လူချင်းစရာတွေကအလွန်များလာရုပ်ပစ္စည်းဝတ္ထုတွေကအလွန်များတော့လူချင်းမှုဆိုတာလည်းအတော်မတတ်နိုင်အောင်ဖြစ်လူချင်းစရာတွေကမဆုံးနိုင်အောင်ဖြစ်သည့်အတွက်ကြောင့်လူချင်းမှုဆိုတာလည်းဆုံးနိုင်မှာမဟုတ်ဘူးဒီကနေ့ခေတ်မှာပိုးပြီးတော့ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာတွေကလူချင်းစရာတွေကတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးအသစ်အဆန်းတွေပေါ်တယ်လူတွေရဲ့စိတ်ကလည်းပဲအမြဲတမ်းအဟောင်းနဲ့အသစ်ဆိုရင်အသစ်ကိုပဲမမောကြဒါမို့လူတွေရဲ့သဘာဝဟာအသစ်ကိုသာလဲတန်ဖိုးထားပြီးတော့အသစ်ကိုသာလိုချင်နေကြတာအဲ့တော့လူတွေရဲ့လောဘဆိုတာယတ္တမို့ဆိုတာမတန်ခဲလောဘရှိနေပြီဆိုလို့ရှိရင်နောက်ကလိုက်လာတာတော့ဒေါသဘာဖြစ်လို့တော့ဆိုလို့ရှိရင်လိုချင်တာရရင်တော့ကျဉ်တ်နေတာပေါ့မရရင်ဒေါသဖြစ်တာပေါ့အဲ့တော့လောဘဖြစ်နေလို့ဒေါသကလည်းနောက်ကပါနေတာဒါထင်ရှားတာနှစ်ခုပဲပြောကျန်တာတွေကလည်းရှင်ပြိုင်မှုကိုအကြောင်းပြုပြီးတော့မာနတွေတက်ကြတယ်အဲ့တော့စိတ်ကိုပူလောင်စေတတ်တဲ့ကိလေသာတွေကစိတ်အစဉ်ကိုလွှမ်းမိုးထားတာဖြစ်သောကြောင့်လောကလူတွေကစိတ်ချမ်းသာလိုက်တာလို့ပြောပေမဲ့လို့တကယ်ပြည့်ပြည့်ဝဝစိတ်ချမ်းသာမှုမျိုးမဟုတ်ဘူးဆိုတာနားလည်ကြရမှာပေါ့မြတ်စွာဘုရားတရားတော်အရဆိုရင်တကယ်ကျမ်းမာဖို့ဆိုတာစိတ်ချမ်းသာမှကျမ်းမာနိုင်တယ်အခုစိတ်ချမ်းသာမှကိုကျမ်းမာအဲ့တော့စိတ်ချမ်းသာအောင်စိတ်ကိုပြုပြင်ပေးခြင်းဖြင့်ကိုယ်ကာယကျမ်းမာမှုကိုရရှိနိုင်တယ်